အားလုံးမင်္ဂလာပါဆရာမလေးပြောစရာလေးရှိလို့ line ပေါ်တက်လာတာเนาะဆရာမလေးကြောက်ဆရာမဆရာတော်ကျောင်းအတွက်လှူဖို့ဆိုပြီးတော့ဆရာမလေးတို့မီးစက်ကိစ္စလေးဆောင်ရွက်ထားတယ်အဲ့တော့စိတ်ထဲမှာတော့နည်းနည်းတော့ခုတယ်လုံနေတန်းလန်းတော့တစ်တော့ကနေပြီးတော့မှမီးစက်ရောင်းတာဆိုပြီးတော့တင်ထားတယ်တွေ့တော့ဆရာမလေးကပွဲမဲ့ကိစ္စလေးလှမ်းပြီးတော့ဖုံးဆက်တာပေါ့နော်။ तू ကပေးကိုတတိချာချာကိုတင်ထားတာဒီမှာဆရာမလေးပေးလင်လဲယူထားတယ်ပေါ့နော်။ပေးလင်ကိုဝင်လိုက်တဲ့အခါကျတော့ဒနာဖြိုးဆိုပြီးတော့မှသူတို့နော်ဒနာဖြိုးအင်ဂျင်ဆက်ဆိုပြီးတော့မှတင်ထားတယ်နော်ဒီမှာတင်ထားတယ်ဖုံးနံပါတ်ပါတင်ထားတာနော်ဖုံးနံပါတ်က39တဲ့96351123နောက်တစ်လုံးက399661963893တောင်တွင်းကြီးဘူတာပတ်လန်းအုံတော်နှစ်လမ်းမှာဆိုပြီးတော့တင်ပြီးတော့မှပေးကိုသေးချာလောက်ထားတာဒီဖုန်းကနေဆက်လိုက်တဲ့အခါကျတော့ဆရာမလေးတို့ပေါ့နော်ဆရာတော်ကြီးเจ้าကိုလှူဖို့ဥစ္စာလေးဆိုပြီးဆရာမလေးကဒီမော်တာဆက်ကလေးကိုနော်မေးလိုက်တဲ့အခါကျတော့သိန်းအစိတ်ဆိုပြီးသူပြောတဲ့အခါကျတော့ဆရာတော်ကြီးလည်းလှမ်းလျှောက်တော့ဆရာတော်ကလည်းအဲ့ဒါဆိုရင်တော့ဟိုဆရာမလေးလည်းပေါ့နော်ဒီလှူရတန်းရတာတက်တာဝအောင်လို့ဟိုဟာဖြစ်တယ်ဆိုလဲမှားလိုက်ဆိုတော့ဆရာမလေးကိုပြောတော့ဆရာမလေးကပတ်စံလှမ်းလွှဲပေးတဲ့သူကသိန်းအစိတ်ကို12သိန်းခွဲပေါ့နော်လှမ်းလွှဲပေးပါတဲ့ဒါမှမဟုတ်လဲအကုန်လုံးလွှဲခိုင်းတာမလွှဲနိုင်ဘူးလို့ပစ္စည်းရမှလွှဲမယ်လို့ပြောတော့12သိန်းခွဲလွှဲဆိုဆရာမလေးကလွှဲပေးလိုက်တယ်လွှဲပေးပြီးတော့အဲ့တော့လွှဲထားတဲ့အဲ့ခုနကတော့တင်ထားတဲ့ဖုံးကပဲနော်လွှဲခိုင်းတာအဲ့ဒီဖုံးလဲအခုရှိတယ်ခေါ်လို့ရတယ်ဆရာမလေးခေါ်ရင်ဆရာမလေးကိုဘလော့ထားလို့ခေါ်မရဘူးအဲ့တော့လွှဲလိုက်တယ်ဒီမှာ2သိန်းခွဲတစ်ခေါက်လွှဲတယ်မှတ်ချက်မှာတော့မှရေးထားသေးတယ်ကြောက်ဆယ်ဆရာတော်မီးဆက်နော်မီးဆက်ဆရာတော်မီးဆက်ဖိုးဆိုပြီးတော့ရေးထားတယ်ဆရာမလေးနော်ဒီမှာ10သိန်းထက်လွှဲလိုက်တယ်သူ့ဖုန်းနံပါတ်နဲ့လွှဲပြီးတော့အခုလဲကြာအောင်ဘာပြောလဲဆိုတော့မနေ့ကညနေကလွှဲပြီးတော့အမားတဲ့သိန်းအစိတ်လုံးရမှာတဲ့ကျွန်တော်ပစ္စည်းတင်ပေးမယ်ဆိုဟဲ့နေခုနကတော့ဆရာတော်ပြောတယ်12သိန်းခွဲရလို့ရှိရင်နင်းလုပ်ပေးမယ်ဆိုတော့မဟုတ်ဘူးတဲ့သိန်းစိတ်လုံးမရရင်အမားပတ်စံကိုကျွန်တော်ပြန်ပေးမယ်ဆိုဆရာမလေးကအဲ့ဒါဆိုကဲပြန်ပေးရင်ငါတို့အဲ့ဒီကိုဆင်းလာပြီးတော့မှပစ္စည်းကြည့်ပြီးမှအဲ့ဒါဆိုအကုန်ချေမယ်ဆိုပြီးတော့ပြောလိုက်တော့အဲ့ပတ်စံ12သိန်းခွဲလည်းပြန်မလွှဲပေးတော့ဘူးဘလော့သွားတယ်ဆရာမလေးကိုနော်အဲ့တော့ခုနလိုပေါ့ဆရာမလေးဒီနော်ဒီပတ်စံအခုလှူတဲ့ကုသိုလ်ဒီအချောင်ရထားတဲ့ပတ်စံမဟုတ်ဘူးနော်9နှစ်နဲ့8ရက်သားသမီးကိုမှန်ကန်သောသစ္စာနဲ့ကဲတင်ပြီးတော့မှရထားတဲ့ငွေ9နှစ်နဲ့8ရက်သားသမီးကလည်းတန်ရှင်းစင်ကြယ်တဲ့အတမွေးဝမ်းကြောင်းမှုတွေနဲ့နော်ရှာဖွေပြီးတော့မှလှူဒန်းထားတဲ့ကုသိုလ်ငွေဖြစ်ပါတယ်အဲ့ဒီတော့ဆူတောင်းပေးလိုက်ပါတယ်နော်ဒနာဖြိုးအင်ဂျင်ဆက်လုပ်ငန်းအောင်မြင်ပါစေဒီနေ့ပြုတဲ့ကုသိုလ်အကုန်လုံးနင့်ကိုထပ်တူပေးပါတယ်နင်လည်းကျမ်းမာချမ်းသာပါစေနင့်ရဲ့လုပ်ငန်းတွေအောင်မြင်ပါစေနော်ပုဂ္ဂိုလ်မရိုက်